နောက်ကွယ်မှာမီးလင်းနေတဲ့ယောက်ျားကိုအပြတ်ဖြတ်ဖို့အတွက်ရဲစခန်းကိုခေါ်လာခဲ့လို့ဒီဗီဒီယိုလေးကနာမည်ကြီးသွားခဲ့ပါတယ်ဒီဗီဒီယိုထဲကအမျိုးသမီးဟာဆိုလို့ရှိရင်တော့သူယောက်ျားနဲ့ဝေးရောက်ဖို့သွားနေတာဖြစ်ပြီးတော့သူယောက်ျားကတော့ကားကိုအတင်းဆွဲထားပြီးတော့ထွန်မသွားဖို့အတွက်တောင်းဆိုနေခဲ့တာပဲဖြစ်ပါတယ်ဒီကိစ္စတွေဘယ်လိုဖြစ်လာတာလဲပုံထဲမှာမြင်ရတဲ့အမျိုးသမီးကိုဝင်ရှိနေစဉ်မှာဒီအမျိုးသားဟာနောက်ထပ်အမျိုးသမီးတစ်ယောက်နဲ့အတူတူနေခဲ့ပါတယ်ဒါအပြင်အချိန်ကြာကြီးဖောက်ပြန်ခဲ့တယ်လို့ဆိုပါတယ်ဒါကိုသိရှိတဲ့အခါမှာတော့ဇနီးဖြစ်တဲ့သူကသူ့ကိုထားခဲ့ဖို့သူ့ကိုလက်လွတ်ခဲ့ဖို့အတွက်တောင်းဆိုခဲ့တာပါဒါကိုခင်မွန်းဖြစ်တဲ့သူကလက်ခံခဲ့ပြီးတော့ဒုတိယဇနီးကိုပဲရွေးချယ်ခဲ့တယ်လို့ဆိုပါတယ်သူမကကနဦးမှာသူ့ခင်ပွန်းအပေါ်စိတ်ရှိလို့နှစ်ယောက်တည်းကတယောက်ကိုရွေးခဲ့ခိုင်းတယ်ဆိုပေမဲ့သူရဲ့ခင်ပွန်းကဒုတိယဇနီးကိုပဲရွေးချယ်သွားခဲ့တာပါအဲ့ဒီချိန်ကစလို့သူမဟာလည်းပြတ်သားတော့မယ်ဆိုပြီးတော့သူ့ရဲ့ကလေးကိုခေါ်ပြီးတော့အိမ်ကနေပြီးတော့ထွက်လာခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်ကျမှခင်မွန်းတဲ့ဟာအတင်းလိုက်လံပြီးတော့နောက်ကနေပြီးတော့တားဆီးနေတာပဲဖြစ်ပါတယ်ဒီကိစ္စဟာရဲစခန်းရှိကိုရောက်သွားခဲ့ပါတယ်ဒါကြောင့်ရဲတွေကဝိုင်းဝန်းဖြန့်ဖြေပေးခဲ့ပြီးတော့အမျိုးသားကိုလည်းမောင်းထုတ်ပေးခဲ့ပါတယ်ဒီချိန်မှာဒီအမျိုးသမီးကမီဒီယာတွေကိုပြောပြခဲ့တာကနွဲဆိုတဲ့ဒီအမျိုးသမီးကသူမဘွားမှာဘာမှမရှိတော့ပါဘူးတဲ့ဒါပေမဲ့လည်းဒီအမျိုးသားနဲ့လည်းမပတ်သက်ချင်တော့တာကြောင့်ဒီအမျိုးသားရဲ့အဝေးကိုပဲထွက်သွားပါရစေဒါအပြင်သူ့ဘွားတွေကနေပြီးတော့ဒီအမျိုးသားအပီးပိုင်ထွက်သွားပါစေဆိုပြီးတော့တောင်းဆိုနေခဲ့တာပဲဖြစ်ပါတယ်ခုကြည့်နေတဲ့ပရိသတ်တွေရောဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲခင်ဗျ